ဘောလုံးသမားတွေကို professional ဘောလုံးအသင်းတွေကိုပို့ပေးနေတဲ့ agency ဘောလုံးအသင်းတစ်သင်းနဲ့ကစားတဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲထုံးစံတိုင်းကျွန်တော်ရဲ့ခြေစနီးလေးကကျွန်တော်သွားကစားဖို့အတွက်လိုအပ်တာတွေအားလုံးကိုပြင်ဆင်ပြီးတော့ထည့်ပေးနေတာဖြစ်ပါတယ်ကိုစီးနေကြကိုပူမအစင်းလေးပဲထည့်ပါမယ်ကျလေး Okay အဲ့တင်ရမှာနည်းနည်းအပိုလေးပါလေမထည့်သွားကြတော့ဘူးလားကြားတယ်မ easy ကြလေးထည့်လိုက်ချီလေးပေးရတဲ့ဖက်နဲ့ဒီလေးမထည့်ဘူးလားဟောအဲ့ဒီကရှိရတယ်ဘိုးတိတ်နာမှာမစီဘူးမှတ်တရနေကိုတော့လည်းကြားအဲ့လက်စီလေးတောင်းလိုက်ကိုပဲတရားဒီနေ့ကောင်းတော့ကိုပြေးပြီးလိုက်ယူပါမယ်အဲ့တော့ကိုခံအားကောင်းပြီးတော့တက်ကြွလန်းဆန်းနေဖို့လိုတယ်ဟုတ်တယ်နော်နေကူထဲမှာဟိုမှာဖြစ်ရမှာပေါ့အဲ့လိုပဲဗျာအရန်ချစ်ဖို့ကောင်းတာကျွန်တော်ကိုလေအရေးတကြီးနဲ့အမြဲတမ်းခရူးဆိုင်တယ်ကိုပြေးဖို့လားနေနေပြေးဖို့လားကျွန်တော်အခုရတဲ့ supplement တွေတောက်ပြစ်တယ်ဗျဒီနေ့ပွဲကလည်းအရန်ပင်ပန်းပါဘာလို့လဲဆိုတော့တစ်ဖက်အသင်းဟာ professional level ကိုသွားဖို့ပြင်နေတဲ့လူတွေဖြစ်နေလို့ပါကဲကွင်းတော့ရောက်ပြီဗျကွင်းကတော့လုံးဝရှက်ကြီးဒီနံပါတ်ကိုကြည့်ကြည့်ဗျဘောလုံးသမားဘယ်သူနဲ့တူလဲကျွန်တော်တရားရောက်နဲ့တူရလို့ထင်နေတာဗျကစားတာတော့လုံးဝကျွတ်စင်ဒါပေမဲ့ကိစ္စတော့မရှိဘူးဗျကျွန်တော်တို့အသင်းရဲ့နောက်တန်းမှာ Man U က Patrick Dogu ရဲ့ညီကက်ကက်တစ်ဘိုဖြူပါဒီအသင်းရဲ့ကစားသမားတွေကဒီ club အသင်းတွေကို join ဖို့အတွက်လက်ရှိမှာလေ့ကျင့်နေတာပေါ့နော်ဒီနေ့ပွဲလေးကတော့ပြောဖို့အရန်ကောင်းတဲ့ချစ်ကြည်ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်ချကုန်ပြီဒီခါကြောင့်လည်းအဲ့လိုမြင်တဲ့အတိုင်းပဲမချစ်တာလေးလည်းရှိတယ်ဗျဒါကျန်းတာမဟုတ်ပါဘူးသူတို့စူးစမ်းတာပါဘာလို့လဲဆိုတော့ဒါကိုသူတို့ကအလုပ်တစ်ခုအနေနဲ့လုပ်နေတာသူတို့ရဲ့နီးပြဖွဲ့တွေကလည်းဘေးမှာကြီးကြက်နေတာဗျသူတို့ရတဲ့ဂိုးတချို့လည်းကျွန်တော်ဒီဗီဒီယိုထဲမှာထည့်ထားပေးမယ်နော်ကဲပွဲအခြေအနေကတော့အပျော်တန်းကစားသမားတွေကို professional level ပို့ပေးနေတဲ့အသင်းတစ်သင်းနဲ့ professional level ရှိဘူးတဲ့ကစားသမားတချို့ကိုအပျော်တန်းအသင်းရအောင်ဆွဲခေါ်ထားတဲ့အသင်းတစ်သင်းရဲ့အားပြိုင်မှုပဲဖြစ်ပါတယ်အဲ့ဒီတော့လည်းဘယ်တက်နိုင်မလဲဗျသူတို့ကဘောလုံးပညာနဲ့ဆော့တယ်ကျွန်တော်တို့ဘက်ကလည်းနဗန်းပညာနဲ့ပြန်ကစားရတော့တာပေါ့ပွဲချိန်ကြာလာတော့နဗန်းပညာလည်းမရဘူးမီးလက်ဝါးတိုင်းလည်းမရဘူးဂိုးပေးရတော့တာပဲခဏကြာမှတော့ကျွန်တော်အသင်းရဲ့ကွင်းလယ်ကစားသမားအိုဆေးရဲ့ညီမအိုဆေးရဲ့စူးစမ်းအောက်ထုတ်မှုနဲ့အတူခြေပွားကိုလေးတကူပြန်ရခဲ့ပါတယ်မအိုဆေးရဲ့ကွင်းလယ်ကနေစူးစမ်းအောက်ထုတ်မှုကြောင့်ရရှိသွားတဲ့ဂိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂိုးမှာသူ့ကို appreciate လုပ်အောင်မှာပဲဖြစ်ပါတယ်နေရလဲဗျာပူလိုက်တာမှလွန်တကယ်အသင်းနဲ့ကန်တဲ့နေကြမှာချစ်တော့ပူတာဗျတခါတလေကြာရင်ဒီလိုကိုနဲ့ level အရန်กว่าတဲ့အသင်းတွေနဲ့ကစားမယ်ဆိုလို့ရှိရင်ပညာရတယ်ဆိုပေမဲ့တကယ်တမ်းကျွန်တော်တို့ရတာနောက်ကစားခြင်းစိတ်မရှိတော့ဘူးဆိုတဲ့စိတ်ဒဏ်ရာတွေကိုရတာပဲရှာရှာပပအခွင့်အရေးလေးတစ်လုံးရပါတယ်ထိကျက်လွဲလို့ဂိုးဘေးကကတ်လွဲသွားတယ်ဗျဒီနေ့ပွဲမှာဟိုဘက်ကအဝင်လေးနည်းနည်းကျန်းတယ်ဗျဒါပေမဲ့ကျွန်တော်နည်းနည်းနှက်တယ်လိုမျိုးဆိုင်ရမယ့်လုံးတွေဆိုလို့ရှိရင်ကိုခံရမယ်မှန်သိတော့ကျွန်တော်လုံးဝဝင်မလူကဲကျွန်တော်တို့အသင်းကတော့ဒုတိယကိုပနတီရရပြီးတော့ပထမပိုင်းပြီးသွားပါအသင်းအသင်းရဲ့ level ကွာခြားမှုကြီးမားပုံကပွဲချိန်ကြာလာလေအရန်တိတာလာပြီးတော့ကျွန်တော်တို့ဂိုးတွေတောက်လျှောက်ပေးလိုက်ရကျွန်တော်ဘောလုံးကစားတဲ့တက်တန်းတစ်ချောင်းမှာအရန်ကြောက်သွားတဲ့အချိန်တစ်ချိန်ရှိဘူးတယ်ဘယ်ပွဲတုန်းကလဲဆိုလို့ရှိရင်2019မျိုးနယ်ပွဲကစားတော့ကျွန်တော်ကလှဲကူဘက်ကကစားတယ်တစ်ဖက်အသင်းကလှိုင်အသင်းအဲ့ဒီအချိန်တော့ကျွန်တော် training ပြည့်ပြီးတော့အတန်အမြန်ဆုံးအချိန်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့တသင်းလုံးဘလောက်ပဲကောင်းကောင်းတစ်ဖက်အသင်းကကျွန်တော်တို့ထက်အရန်ကောင်းနေတယ်လှိုင်အသင်းကတီကီတကာနဲ့မြတ်ကစားသွားတော့သာတင်းဝက်ကတော့ရှယ်ကောင်းတယ်ယောက်ျားချင်းချင်းတော့အားကြခဲ့ရဒီနေ့ပွဲကအဲ့လောက်တော့မဟုတ်ပေမဲ့ဒီလိုကစားသမားတွေနဲ့လိုက်တူပြီးပြေးခဲ့ရတာဆိုတော့ဗျာညောင်းကိုက်နေရတော်သေးတာပေါ့ဗျာဒီဇနီးလေးရှိနေလို့ကောင်းလိုက်တာမိမရေစိတ်မယ်ပြန်ရောက်တာနဲ့ရေတာမချိုးနိုင်အောင်တောက်ပြီးနေဖြစ်လို့လားဖြစ်လို့ပါကိုပြောပြအောင်ဒီနေ့ပွဲကလေကိုညောင်းတယ်ဆိုပေမဲ့လေနေဘူးထဲမှာကိုပြေးလဲပြေးနိုင်တယ်တိတ်မမောသလိုခံစားရတယ်ပြီးတော့လေကိုလေလမ်းနေရပဲဒီတပွဲလုံးလေအဲ့ဒါလေကိုအခုတောက်နေတဲ့ဆေးနဲ့ဆိုင်မယ်ထင်တယ်နော်မလေဆိုင်တာပေါ့အဲ့ address ဆရာဗီတာမင် C ကိုအဓိကအခြေခံထားပြီးတော့သူ့မှာနိုင်ယာစင်နမိုက်တွေဇင်းတွေမက်ဂနီဆီယမ်တွေ folic acid တွေပါတဲ့အပြင်မှာသူကဗီတာမင်မျိုးစုံပါတဲ့အတွက်ကြောင့်လို့ကိုကခန္ဓာကိုယ်ကလန်းဆန်းတက်ကြွနေရဟုတ်ပါပါကိုမသိရတခုရှိသေးတယ်သူ့မှာဂျင်းစင်းမှာပါတယ်လေအဲ့ဒါကြောင့်လို့ကိုကခန္ဓာကိုယ်မှာအားရရှိပြီးတော့လန်းဆန်းနေရပေါ့အဲ့တော့ကိုကအချိန်ကုန်ငွေကုန်လူပေပန်းခံပြီးဆေးတွေအကုန်လုံးလိုက်ဝယ်တော့ကြမလို့ဒီဆေးတလုံးတော့တောက်ရုံနဲ့အောင်နေ့တင်နဲ့ကုန်ပါလားဟာမြမဝယ်ထားလေးချေလေးရဲ့ညီမပြီးမှအမေကိုနှမ်းမာထားအောင်မယ်အမေဝယ်ထားပါမလားခမဝယ်လို့ရတယ်အမလေးစိတ်မပူပါနဲ့အမျိုးမျိုးအနေနဲ့မှရှိရရွှေအိုးတစ်ခွဆေးဆိုင်မယ်ဒီကဲစီဒီကဲဆိုင်တွေမှာဝယ်လို့ရတဲ့ပြီးတခြားဆေးဆိုင်ကြီးတွေမှာလွယ်လွယ်ကူကူဝယ်လို့ရတယ်ဟာတွေ့ပြီလေနောက်ပွဲတွေကိုခြေစမ်းပြပြီတပွဲတကူအနည်းဆုံးမိမတက်ခိုးသွင်းမယ်အော်ဟုတ်ပြရလေရပါ